ဒီနေ့တော့ English lesson 2ပေါ့မနေ့က lesson 1 တော့က simple present tense ရဲ့အဓိပ္ပာယ်ရဲ့သူ့ရဲ့ပုံစံတွေရဲ့နောက်ဒီမှာအသုံးပြုပုံတွေရဲ့ကိုကျွန်တော်ပြောခဲ့ပြီပေါ့ဗျာအဲ့ထဲမှာအခုဒီမှာအသုံးပြုပုံနေရာ5မျိုးရှိတယ်နံပါတ်1ကအမှန်တရားသဘာဝတရားကိုဖော်ပြရန်နော်အဲ့ဒါတစ်မျိုးနောက်နံပါတ်2ကကြတော့အမြဲဖြစ်ပျက်နေတဲ့အဖြစ်ပျက်ကိုဖော်ပြရန်နောက်နံပါတ်3ကတော့အလေးထားကိုဖော်ပြရန်နံပါတ်4ကပြစ္ဆုတ်ပံဖြစ်တည်မှုအခြေအနေရည်ချင်းဝါဒနာအလုတ်ကံအောင်ဖော်ပြရန်နံပါတ်5ဖြစ်နေစေအဖြစ်ပျက်ကြီးတွေကနေတစ်ခုပြီးတစ်ခုဆက်ကဖြစ်နေတဲ့အဖြစ်ပျက်ကလေးတွေကိုဖော်ပြရန်အဲ့ဒီနေရာ5မျိုးပေါ့ဒါသူရဲ့ simple present tense ကိုအသုံးပြုတဲ့နေရာ5မျိုးအဲ့တော့ simple present tense ဆိုတာပြစ္ဆုတ်ပံဖြစ်တည်မှုအခြေအနေတစ်မျိုးတည်းနဲ့မကဘူးเนาะဒါကျွန်တော်တို့အမှန်တရားတွေဘာဝတရားတွေတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်အမြဲတမ်းမှန်ကန်နေတဲ့အကြောင်းအရာတွေဟောင်းနှံသွားတဲ့အကြောင်းအရာတွေအမြဲဖြစ်ပျက်နေတဲ့အကြောင်းအရာတွေဒါတွေကိုပြောချင်တယ်เนาะသုံးတာဆိုတော့ဒီမှာဆိုလို့ရှိရင်နံပါတ်1ကအမှန်တရားသဘာဝတရားကိုဖော်ပြတဲ့အကြောင်းအရာတွေကိုဒီမှာနမူနာထည့်ပေးထားတယ်ဒါတွေဆိုလို့ရှိရင်အကုန်လုံးက simple present tense ကိုသုံးပြီးတော့ရေးရမယ်ဟာဒီပေါ့နော်ကျွန်တော်တို့ကကိုရေးချင်တဲ့အကြောင်းအရာတစ်ခုစဉ်းစားလိုက်လို့ရှိရင်ပေါ့ဒါပဲ tense ကိုသုံးရမယ်ဆိုတော့ကိုကသိရမှာလေအဲ့တော့ဒီမှာဆိုရင်နေသည်အရှိအရာမှထွက်တယ်ဒါအမှန်တရားပဲသဘာဝတရားပဲဒါဆိုသူ့ကို simple present tense သုံးရမယ်အဲ့ဒါလေးကိုအဖြေလေးရေးကြည့်ပါနော်နေဆိုရင်တော့ the sun ပေါ့ဗျာအရှိအရာကတော့ the east ပေါ့နော်ထွက်တာကတော့ rise ပေါ့နော်အဲ့ဒါလေးသုံးပြီးတော့ရေးကြည့်နော်အင်စာပေးလိုက်မယ်နောက်နေသည်နောက်အရာထဲကိုဝင်သွားတယ်ဒါဆိုလဲနေဆိုတာ the sun ပဲအဲ့ဒီမှာ article definite article ဘယ်ကိုသုံးတယ်နော်ဒီလို့လဲဖတ်တယ်ပေါ့ဒီနောက်က vowel sound လိုက်လို့ရှိရင်ဒီလို့ဖတ်တယ်နော်အဲ့တော့ဒီလိုမျိုးတစ်ခုတည်းရှိတဲ့ဟာကို definite article ဘယ်သုံးရလဲနော်အနောက်ရက်ကတော့ the west ပေါ့အဲ့လိုပါပဲခုနကတော့လည်းအနောက်ရက်ဆိုတော့လည်းတစ်ခုတည်းပဲရှိတဲ့ရက်ဆိုတော့ the west လို့သုံးတယ်နော်ဝင်သွားတာတော့ setsin ပေါ့ set ရဲ့ in set in ဆိုတော့ဝင်တာလေနေကြတော့ setsin ပေါ့နော်ကောင်းပြီအဲ့တော့အဲ့ဒါလေးကိုဖြည့်ကြည့်ပါနောက် no ကဖြူတယ် no ဆိုတာ make ပေါ့နော်နွား no လို့ပါတယ်စိတ် no လို့စသည် make ပေါ့နော်ဖြူတာကတော့ white ပေါ့အဲ့တော့ဖြည့်ကြည့်ပါနော်နောက်သိငှက်ဒီကြီးမားသောငှက်တစ်ကောင်ဖြစ်သည်ဒါလည်းသဘာဝတရားပဲလေအဲ့ဒီထဲမှာသိငှက်လို့ဟာမျိုးအကြီးကြီးဟလိုက်နော်ခြေောက်ကြီးတွေဆိုလဲကြီးတွေသူ့ရဲ့ခြေသေးလက်သေးတွေကဆိုလို့ရှိရင်လေဒါကိုတန်ပါတယ်သူကသားရဲငှက်လေသူကအမဲလိုက်ငှက်လေနင်းကိုတောင်မှခွေးတွေကြက်သစ်တွေချင်းသစ်တွေတောင်မှတော်တော်ငယ်ငယ်ဆိုဒီကောင်ကကောင်းငယ်နေထိုးတုပ်ပြီးတော့ခြီးပြီးတော့စားတော့လိုက်တာနော်အဲ့တော့ဒါဆိုရင်သဘာဝတရားသိငှက်ဒီကြီးမားတော့ငှက်ကောင်ဖြစ်တယ်နော်သိငှက်ကတော့ eagle ပေါ့ဗျာအဲ့တော့ဒီလိုဟာမျိုးကြတော့သိငှက်ကမြည်သည့်သိငှက်မဆိုးပေါ့လောကကြီးမှာရှိတော့သိငှက်အားလုံးကိုဒီဝဲတာဆိုတဲ့အခါကျ general case ဆိုတဲ့အခါကျတော့ article က a နဲ့ n ကိုသုံးရတယ်နော်ငှက်တစ်ကောင်တစ်ခုတစ်ကောင်တယောက်ဆိုလို့ရှိရင်လည်း a နဲ့ n ကိုသုံးရတယ်နော် a bird ပေါ့ eagle ကျတော့ an eagle ပေါ့နော်ကျန်တာကတော့ကြီးတာတော့ large to big to သုံးပေါ့နော်ဖြည့်ကြည့်ပါနောက်ကျယ်များသည်ညခါ၌မိတ်တို့လင်းလက်ကြသည်တဲ့နော်ဒါလည်းသဘာဝပဲနိညကြံကြည့်လိုက်ကျယ်လေးကြည့်လိုက်နော်မိတ်တို့ဖြစ်နေတဲ့ပုံစံမျိုးမြင်ရတာပေါ့နော်အဲ့တော့ဒါမျိုးဆိုရင်ဒါ simple present tense မြောက်သည်ငပြောသည်ကြိုက်သည်ဒါသဘာဝပဲမြောက်ရဲ့သဘာဝပဲနော်နောက်လာဟာကဘာရဲ့အရန်ကျူလာဆိုတာဒါတွေကကြတော့မိခွန်းပဲတိုးတော်လည်းပဲလာတို့ကဘာတို့ဆိုတာသဘာဝတရားမှာရှိနေတဲ့အရာတွေနော်အဲ့တော့သဘာဝတရားမှာရှိနေတဲ့အရာတွေနဲ့ပတ်သက်တဲ့အကြောင်းအရာဟာလည်းသဘာဝတရားပဲလေနောက်နွားဟာဘာကိုစားပြီးသက်ရှင်ရပ်တည်ပါတယ်ဒါလည်းသဘာဝပဲနွားရဲ့သဘာဝပဲနွားဟာမြက်ကိုစားပြီးသက်ရှင်ရပ်တည်ပါတယ်နော်ဒါလည်းသဘာဝပဲနော်နွားရဲ့သဘာဝပဲအဲ့တော့နံပါတ်1ကအမှန်တရားရဲ့သဘာဝတရားရဲ့ဖော်ပြဖို့နော်ပြောထားတယ်နွားဟာအသွေးသားကိုမစားပါ
လည်းသဘာဝပဲကဘာကြီးပြားချက်မနေပါနော်ဒါလည်းသဘာဝပဲဘယ်ဟာပူကြီးပါတယ်လဲနေလားကဘာလားဒါလည်းသဘာဝပဲနေနဲ့ကဘာသဘာဝတရားလေသဘာဝတရားကြောင့်မေးရှင်သေးဟာရင်ပါပါသလားဒါလည်းသဘာဝပဲနော်ရှင်သေးရဲ့သဘာဝပေါ့ကြားသည်ရိုင်းသောတိရစ္ဆာန်တစ်ကောင်ဖြစ်ပြီးဒါလည်းကြားရဲ့သဘာဝရေသည်3 ဒီဂရီစင်တီဂရိတ်တွင်အေးခဲ့ပြီးဒါကရေရဲ့သဘာဝနောက်ဒါတွေကအမှန်တရားလို့လည်းခေါ်တယ်ရေသည်100 ဒီဂရီစင်တီဂရိတ်တွင်စူပွက်သည်ဒါလည်းသဘာဝတရားနဲ့အမှန်တရားနောက်တင်ဝတ်တဲ့အဝတ်အစားကတင့်စိတ်နေစိတ်ထားကိုအပြည့်အဝဖော်ပြလေးရှိတယ်ဒါကတော့အဝတ်အစားနဲ့လူတစ်ယောက်ရဲ့စိတ်ဓာတ်နော်ဆက်သွယ်နေတတ်တာကိုပြောတဲ့သဘာဝပဲသဘာဝတရားနောက်တဝက်နှစ်ခုပေါင်းရင်တစ်ခုအပြည့်ရတယ်နော်2 halves makes 1ဆိုတဲ့ဟာပေါ့သဘောရတာဒါကသဘာဝတရားလည်းဟုတ်တယ်အမှန်တရားလည်းဟုတ်တယ်နော်ကဲအဲ့တော့ဒီဥစ္စာတွေကိုပေါ့အင်္ဂလိပ်လိုဖြည့်ကြည့်နော်ဖြည့်ကြည့်ဒီမှာကျွန်တော်ဖြည့်ဖြည့်ချင်းလေးကျွန်တော်လှည့်နော် pause လုပ်ပြီးတော့ကြည့်ပြီးတော့ဖြည့်ကြည့်ပါအဲ့ဒီတော့ကျွန်တော်တို့ကကိုပြောချင်တဲ့အကြောင်းအရာတခုကိုကြည့်လိုက်တာနဲ့ပထမဆုံး tense စဉ်းစားပေါ့ဒါပါ tense လေအဲ့ဒါသိဖို့ရခုနကတော့နော် simple present tense ဆိုလို့ရှိရင်ခုနကတော့ကျွန်တော်ပြောတဲ့အချက်5ချက်ပေါ့အဲ့ဒါသိရပေါ့အဲ့ဒီအချက်5ချက်ထဲအကျုံးဝင်နေတာ simple present tense ပေါ့ခုဒါကတော့သဘာဝတရားနဲ့အမှန်တရားတွေမှာအကျုံးဝင်နေတယ်ဒါတွေက simple present tense အဲ့ဒါကိုဖြည့်ကြည့်ပါနော်ကြည့်တော့ဒီနေရာမှာကျွန်တော်တခုပြောပြမယ်နော်နေရအရှိရမှထွက်ဒီကဒါလေးကျွန်တော်အဖြေပေးလိုက်ပြီနော်ဗါလဲတော့ the sun rises in the east အဲ့မှာ rises in เนาะအဲ့မှာကျွန်တော်တို့ကဗမာလူကမှားလို့ဆိုပြင်လေအင်္ဂလိပ်စာမှာတော့အဲ့လိုမှားဆိုတဲ့ sense မှာမသုံးဘူးเนาะသူတို့ကတော့အရှိတဲကနေအဲ့လိုပေါ့ရထွက်ပေါ်လာတယ်အရှိစီမှထွက်ပေါ်လာတဲ့ဒါမျိုးပေါ့ရကျွန်တော်တို့ဗမာလူထွက်ခွာရာပုတ်စိုက်ရောက်ရာပုတ်ဒါမျိုးသူကဒီနေရာမှာတော့မခွဲဘူးเนาะမခွဲဘဲနဲ့ကျွန်တော်တို့ဗမာလဲအဲ့လိုရေးသားတော့ရှိကြပဲဗျာနော်နေဝန်းကြီးဒီဟလာအရှိတဲစီကနေတဖြည်းဖြည်းချင်းထွက်ပြူလာတယ်ဒီလိုမျိုးလည်းရေးရှိတာဟုတ်ဗျာအဲ့တော့ကျွန်တော်တို့ကအဲ့ဒီမှားဆိုတာတော်တော်များများ from နဲ့မှားပြီးတော့ဒီမှာအင်္ဂလိပ်လိုပေါ့ရေးတဲ့အခါမှားတတ်တယ်ဒါလေးတစ်ချက်ပြီးစိုက်တယ်နောက်တစ်ခုလည်းကျွန်တော်ဖြည့်ပေးလိုက်ပါမယ်နော်အဲ့ဒီမှာ the sun sets in the west နော်တွေ့လားနေကအနောက်ထဲစီတို့ဝင်သွားတယ်အဲ့ဒါလည်းဒီလိုပဲကျွန်တော်တို့အနောက်ရက်ထဲကိုဝင်သွားတယ်ဆိုတာအနောက်ရက်ထဲတို့ဆိုစရောက်ရာပုတ်တူကိုမှားထည့်တယ်เนาะကျွန်တော်တို့မှာလို့ရတယ် the sun sets to the west ဆိုတာမျိုးပေါ့ဗျာမှားပြီးတတ်တယ်เนาะဒါကျွန်တော်နမူနာမှားလဲမှားရတဲ့ဟာလေးကျွန်တော်ဒါဖြည့်ပေးလိုက်တာเนาะမှားတော့ဒါကျွန်တော်အင်္ဂလိပ်လိုတွေပုံဒီမှာရေးထားတယ်เนาะဒါလေးတွေကိုခုနကဘာလို့ချင်လို့ကျွန်တော်test color ကိုအဖြူရောင်ပေးထားတာခင်ဗျားတို့ပြချင်တော့ကျွန်တော် test color ကိုအမဲရောင်လေးပြလိုက်တာပေါ့နော်ကျန်တဲ့ဥစ္စာတွေကိုဖြည့်ပေးပါအောင်เนาะကျွန်တော်ရဲ့ Facebook မှာเนาะ comment တွေမှာဝင်ဖြည့်လဲရတယ်ဒါမှဝင် CV မှာဖြည့်လဲရတယ်เนาะဖြည့်ပေးပါအောင်ပြတ်လောက်ပဲ